Hello အားလုံးမင်္ဂလာပါရှင်ဆာရာရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆာရာကပေါ့နော် subscribe ရှိရအောင်ပြေသွားခဲ့ပါတယ်ဆိုတော့ကပေါ့နော်ရေကူးကန်တက်ပြလိုက်ပြီဆိုတဲ့ဗီဒီယိုလေးတစ်ကပေါ့နော်ဒါလေးကိုဟောပြမှာမရဲ့ဒူရင်းနဲ့တော့ပြအောင်လေးတဲ့တခြားလူတွေကြတော့ပြပြီးတမီးကိုတော့တွန်းပြပေးဦးတယ်မမအခုတွန်းပြပေးတယ်အဲ့ခုနပေါ့နော်ခုနကိုမန့်လေးမန်တော့ပေါ့နော်မီစာရည်လည်းလုံးနေရတယ်ပြောကြတော့ပေါ့နော်ဖုံးကလည်းကြည့်လို့မရပါဘူးပေါ့အချိန်နဲ့ကန့်သက်ထားပါတယ်အဲ့ဒါကြောင့်မလို့မီမတင်ပေးရပါစိတ်မဆိုးပါနဲ့နော်ဆိုရင်တွားပြပြပါမယ်တခြားလူတွေတွားပြတော့မိအမေကပေါ့နော်တွားပြခိုင်းထားပါတယ်အဲ့ဒါကြောင့်မလို့ပါပြောကြအဲ့ဒါလေးတွေကရှာလို့လွယ်လို့ပါဆိုရင်ဒီနေ့ချန်ကိုတက်ပြပေးပါမယ်နော်တဲလီကဲအစတမ်းမင်းကဲအန်ဒီလေးကိုပြောပြပါမယ်အန်ဒီပေါ့နော်အခဏလေးပေါ့နော်ဒါရေကူးကန်တွားပြတော့အင်ကြီးဆိုတွားပြီးတော့လဲပါမယ်တွားပါမယ်လဲပါမယ်ဆိုအင်ကြီးအလေးပဲလဲပါမယ်စပင်းအောင်လေးကိုတော့ဒီမှာဒါလေးပေါ့နော်ကဲရပါပြီတွားပါမယ်ဆိုတော့တွားပါမယ်ဒီမှာဒူရင်းဒီချာတော့ဒီနာပါတော့ဖမ်းမလေးမှာဆောက်ထားပါနော်ဝေါမိုက်ပိုက်ဒီမှာအင်လေးနဲ့ပေါ့နော်တကားလေးနဲ့မျိုးလေးပါမိုက်ပိုက်ဒီဘက်မှာဆိုရင်ကိုအင်လေးပေါ့နော်ဒီကအပေါ်ထဲမှာလေးတက်လို့ရပါသူကတီချာလေးကိုလှုပ်ထားပါချစ်စရာလေးအင်လေးရောလေးပေါ့နော်အပေါ်ထဲမှာမျိုးလေးနဲ့ပေါ့နော်ထပ်ပြီးတော့ထပ်တက်လို့ရတယ်ဘယ်နဲ့ထပ်တောင်ရှိရလဲမသိဘူးအသုံးတက်ရှိပါဒီမှာပါမန်ဒီကုံလေးနဲ့ပေါ့နော်တော်လေးမလှရဲအရမ်းမိုက်ပါအင်လေးအစားကိုဘာမှတော့မတွားပြဘူးပေါ့နော်အင်လေးရင်ကိုအရမ်းအောင်မိုက်သွားပါတယ်ဒီမှာကြည့်မလီနည်းနည်းကိုလှီကားတော့နည်းနည်းကျင်းနေပေါ့နော်နဲ့ကြေလာအကုန်ပြီးကောင်းတယ်ပေါ့နော်နောက်မှဆိုတဲလီနဲ့မိုက်တော့ဝေါနောက်မှဆိုရင်ဒီအင်ဒီစိုက်ထားပါရဲ့ဒီမှာပါဝါမိုက်ပါနော်ကဲဒီဘက်မှာဆိုရင်အဆောက်အုံလေးတွေနဲ့ဒီမှာဆိုရင်ပေါ့နော်စီရောင်းပွဲတော်ပဲဖြစ်ပါညဆိုရင်ဒီဘက်မှာအရန်စီကားပါရဲ့ဒီနားမှာပေါ့နော်ဆောက်ထားလေးတွေအရန်ကိုလာပါဒီမှာဝတ်ချံပေါ့နော်ဝတ်ချံနေဒီမှာကျုံစပါးတွေနဲ့ကုန်းလာပါရဲ့ရှင်ပြီးရင်ဒီမှာဒါလေးနဲ့ပေါ့နော်ဒီမှာဆိုရင်ပန်းတွေလည်းစိုက်ထားပါရဲ့ဒီမှာပေါ့နော်တော်လေးလှတယ်တော်လေးလည်းမိုက်ပါရဲ့ဒီမှာလိုမျိုးလေးပေါ့နော်ဆောက်အောင်လေးနေပါကဲဒီမှာပါရှင်အဝေး decoration လေးပါအဲ့ဒီ ID လေးကိုပေးပါမယ်နော်သူကတော့ဘာစိုက်တာလဲတော့မဟုတ်ပါဘူးမီရော20စိုက်တာလို့ထင်ပါတယ်ဒီမှာပါဒါကတော့သူ့ရဲ့ ID လေးပဲဖြစ်ပါရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးကြရင်တွေ့ကြမယ်ပြောအောင်မယ်ပေါ့နော်မေးလို့ပါမီရဲ့ subscribe ရှိရပြေသွားပြီဆိုတော့ဘာလေးတွေထပ်သွားပြပေးအောင်မလဲဆိုတော့မန်ကြီးကြပါ 1K ပြအောင်လုပ်ပေးကြပါဦး please အဆာမဘယ်မှာနော်အဲ့တော့ချစ်ပါတဲ့တုံးလေးတို့ရေ bye bye